ဖေမေလှုပ်ကြွေးတာနဲ့မသူလှုပ်ကြွေးတာနဲ့တရားထုတ်ခြင်းဩတရားအထုတ်တာနှစ်ခုလုံးလှုပ်လို့ရတယ်လေဘုရားပို့ပြီးတော့ဘုရားကုသိုလ်ပို့ရပါလေဗျာကုသိုလ်ကတော့တရားထုတ်တာတော့ကုသိုလ်ရတာပေါ့ကုသိုလ်ကတော့ဓမ္မအမြင့်ဆုံးပဲလေနော်ဒါပေမဲ့လောကဝတ်လည်းမချွတ်စေရပေါ့လောကဝတ်လည်းမချွတ်စေရဘူးဓမ္မဝတ်လည်းမပြတ်စေရဘူးပေါ့အဲ့တော့တရားလည်းကျင့်မယ်မိဘလည်းလှုပ်ကြွေးမှာပေါ့ဟိုတို့ရဟန်းတော်တွေဆိုရင်လည်းဟိုမိဘနဲ့ဟိုတနေ့ကလည်းမန္တလေးကတခါကြီးတက္ကမကြီးတချို့မေးတယ်လေသူတို့မိဘတွေကနေမှာပေါ့သူတို့ကမန္တလေးရောက်နေတယ်ဒါပေမဲ့လိုအပ်တာကိုတော့တော့ထောက်ပံ့ကူညီပေးနေတယ်ပေါ့ဆိုတော့အဲ့ဒါဆိုရင်ရောဟိုအပြစ်ရှိသလားပေါ့နော်မိဘနဲ့နေနေကဲမနေတဲ့အတွက်ကြောင့်အရှင်နေရစီးပွားရေးအနေထားအရာကိုကရွာကနေပြီးတော့မြို့တက်လာရတဲ့အတွက်ကြောင့်မိဘနဲ့နေနေကဲမနေနိုင်ဘူးဒါပေမဲ့မိဘကိုလိုအပ်တဲ့စီးပွားပစ္စည်းလေးပါထောက်ပံ့ပေးတယ်နောက်ခုနလိုတရားဓမ္မပေါ့နော်တရားစခန်းနဲ့ဝင်ဖြစ်အောင်ကူညီဆောင်ရွက်ပေးတယ်လူတန်းလို့ရအောင်ဆောက်ပံ့ပေးတယ်သီလတွေစောက်တည်ဖြစ်အောင်လည်းကိုယ်ကဆောင်ရွက်ပေးတယ်ဆိုတာကျေးဇူးဆက်နေတာပဲနေနေကနေခြင်းမနေခြင်းကအဓိကမကြတော့ပဲနဲ့မိဘရဲ့ဒီဓမ္မအာမိတာနှစ်ခုပေါ့နော်ဓမ္မနဲ့လည်းကျေးဇူးဆက်မယ်အာမိတာလောကအာမိတာပစ္စည်းနဲ့လည်းကျေးဇူးဆက်မယ်ဆိုရင်တော့ညီချင်းဝေးချင်းအဓိကမကြတော့နှစ်ခုလုံးကကောင်းတယ်ပေါ့နော်အဲ့တော့ခုနကလေးမေးတဲ့ထဲမှာတော့ဘယ်ရမြက်လဲမေးရင်တော့တရားဓမ္မကျင့်တာတော့မြတ်တာပေါ့တန်ត្រာဝဆင်းရဲကလွတ်မြောက်ကြောင်းကျင့်စဉ်ရတော့အမြတ်ဆုံးပဲလေ